တွေးကြည့်တာပါတဲ့မီဒီယာကိုတဲမပြောချင်လို့ပညာသားပပလှည့်ထွက်သွားတာလို့ပဲမြင်တယ်တဲ့ဖြစ်မှသိလို့ကြိုပြောရအောင်ပြောကြတာပဲလေတဲ့ကိုရီအတွေးရပဲမြင်နေတာလားပြောချင်တဲ့သူတွေကလားမတွေးတထားလားတော့မသိဘူးတဲ့သူကတော့ဒီမီဒီယာညာတွေကိုပဲသူမြင်တယ်ပေါ့နော်ရေးထားတာစာလေးကအပြည့်စုံဒီမှာမပေါ်ဘူးအဲ့ဒါအမှန်ပဲအဲ့ဒါပြမယ်နောက်ဆုံးနေ့ညအမားဖြာလက်မှတ်သွားယူတော့ဖြာလက်မှတ်ကိုကမယူရသေးဘူးပေါ့နော်ရှေ့ကိုဖြာလက်မှတ်လဲခိုင်းထားတော့ဖြာလက်မှတ်သွားယူတော့ဖြာလက်မှတ်ယူတဲ့နေရာမှာသူတို့အချင်းချင်းပြောနေကြတာပေါ့နော်မြန်မာနိုင်ငံကနေပြီးတော့ကိုပဲ MC ကရောက်လာတာအောင်စမှုပွဲကိုနော်တွက်ကြည့်ကွာထိုင်းနိုင်ငံမှာကတဲ့ပွဲကိုဘလောက်တောင်မှအောင်စမှုရဲ့သတင်းကိုလိုချင်လဲအောင်စမှုရဲ့သတင်းကိုတင်ချင်လဲဆိုရင်လေရင်ကလည်းအကုန်ခံပြီးတော့ကိုနောက်ဆုံးနေ့ညမှာရောက်လာတာနောက်ဆုံးနေ့ညမှာမီဒီယာတွေရှိပါတယ်အခုစမှုလေးအောင်စမှုတောင်ပန်ကိစ္စပြောတဲ့ညမှာတကယ်တော့မီဒီယာတွေရှိနေတာပါဒီပွဲကင်းထဲမှာလည်းရှိနေတယ်ဖြာလက်မဲ့ဖြတ်တဲ့အချိန်မှာလည်းရှိနေတယ်ရုံဝင်လက်မဲ့ရောင်းတဲ့နေရာမှာလည်းမီဒီယာအကုန်ရှိတယ်နော်မြန်မာနိုင်ငံကနေကိုပဲတကူးတကလေရင်လက်မဲ့ဖြတ်ပြီးတော့လာတာကိုတောင်မှပဲအဲ့ဒီမီဒီယာတွေရိုက်တဲ့နေရာမှာပါသွားမှာစိုးလို့ချက်ချင်းထပြန်တာကိုရီးယားဘာလို့လဲဆိုတော့ကိုရီးယားနာမည်လည်းမကြီးကျင်ဘူးအလကားနေကိုရုပ်ကြီးလည်းအဲ့ထက်လည်းမပါကျင်ဘူးเนาะအေးစစ်စစ်ပဲကိုရီးယားပွဲကြည့်မယ်ဖြာလက်မဲ့လာယူတယ်ပြန်မယ်ပေါ့နော်အဲ့ချိန်မှာသူတို့ကစရိုက်နေပြီရိုက်နေတော့ကိုရီးယားငါတော့ဒီထဲပါနေမှာစိုးရတယ်ဆိုပြီးတန်းထပြီးတော့ပြန်လာလိုက်တာပေါ့နော်အဲ့တော့ပြောချင်တာကအခုဒီမောင်လေးပြောတဲ့စကားလိုပဲစကားတွေရှုပ်မှာဆိုလို့အမသိပ်ပြီးမပြောတာသိလားเนาะဒီမောင်လေးပြောတဲ့စကားလိုပဲသူပြောချင်တာကတစ်ဖက်ကဘသူကိုမှတိုက်ခိုက်နေတာမဟုတ်ဘူးတစ်ဖက်ကမင်းသားလူကိုကနာမည်မတက်ဘူးကွယ်ဘသူကိုမှ तू ကတိုက်ခိုက်နေတာမဟုတ်ဘူး तू ဘာလုပ်လိုက်လို့ရှင်ဘာလေးပဲလှုပ်အပြစ်ပြောမဲ့သူတွေကရှိနေတာအခုလက်ရှိလဲပွဲကင်းထဲမှာအဲ့ဒီလူတွေကရှိနေတာဒါကြောင့်လဲ तू ကဒီဟာလုပ်ရင်သူ့ကိုဒီလိုပဲပြောကြအောင်မှာပဲဆိုပြီးတော့ तू ပြောလိုက်တာဒါပဲဒီခုပြောလိုက်တဲ့စကားဘာမှမှားတာမရှိဘူးเนาะတကယ်ကိုပဲအဲ့ဒီမီဒီယာတွေကမြန်မာနိုင်ငံကနေပြီးတော့ကိုဟောဒီလက်ရှိထိုင်းနိုင်ငံထိကိုပဲစမှုရဲ့ပွဲကင်းတဲ့ဒီလာပြီးတော့ယူသွားတာเนาะသတင်းကိုเนาะအဲ့တော့ပြောချင်တာကအဲ့ဒါပေမဲ့သူတို့မသိတာတခုကဘလောက်တောင်စုတွေအချခံရပြီးဘလောက်တောင်အပေးခံရတယ်ဆိုတာကိုသူတို့မြင်သွားတာပေါ့နော်အဲ့တခုတော့သူတို့စိတ်ထဲမှာပွဲတွေအများကြီးရှာပေးမယ်လေပွဲကအဲ့တပွဲပဲဖြစ်ခွင့်ပေးလိုက်တာတောင်ပန်လေးတပွဲပဲဖြစ်ခွင့်ပေးလိုက်တာပေါ့နော်ကျန်တဲ့ပွဲကသူတို့ရှာလို့မရဘူးဘာလို့ဆိုတော့အရန်အပေးပြီးတော့အရန်ယုံပြည့်ယုံရှံကိုပဲစုတွေဆိုတာလေပေးကျင်တဲ့သူတွေကိုမင်းသားကတောင်းပန်ယူရတဲ့အထီကိုပေးခံရတာမင်းသားတယောက်တည်းလည်းမဟုတ်ဘူးเนาะလူရှင်တော်မှန်သမျှအကုန်နော်မင်းသမီးမှန်သမျှအကုန်မိန်းကလေးချင်းအချစ်ခံရတာယောက်ျားလေးချင်းအချစ်ခံရတာကြည်ချင်းရင်အောင်စမှုပွဲကိုသွားကြည့်နော်ယောက်ျားလေးတွေလည်းစုတွေချလိုက်ကြတာကိုချစ်စန်းကြီးဆိုလို့ရှိရင်လည်းယောက်ျားချင်းတွေကြိုက်လိုက်ကြတာနော်မိန်းကလေးဆိုလဲခိုင်မီတို့နိုးစိန်တို့နော်မဆန်းရွှေစင်တို့စုပိုးတို့အကုန်လုံးမိန်းကလေးချင်းတွေပါတယ်နန်းစုတွေချနော်မိမချင်းအချစ်ခံရတာဘလောက်တောင်ကောင်းတဲ့ကံလဲယောက်ျားချင်းအားပေးခံရတာဘလောက်တောင်ကောင်းတဲ့ကံလဲဆိုတာကိုနော်တုတ်ကြောင်နေဒုတ်ကြောင်နေမပြောခင်မှာပွဲလေးကိုတစ်ခါလောက်သွားကြည့်လိုက်ပါအဲ့ဒါဆိုရင်သိသွားလိမ့်မယ်ဘလို့လူတွေကသူ့ကိုဘလို့တွေအချစ်ခံရလဲဆိုတာကိုလေအဲ့တော့မီဒီယာတွေကတော့မြင်သွားမှာပဲနော်ဘလောက်တောင်မှအားပေးခံရတယ်ဆိုတာကိုပြောချင်တာကတော့ဘာမှတယောက်နဲ့တယောက်အပြစ်တွေပြောမနေနဲ့ပြောချင်တာစမှုပြောချင်တာလဲသူပြောချင်တာပြောလိုက်တယ်ဒါသူပြောချင်လို့ပြောလိုက်တာမင်းသားတယောက်ကပြောတင်တယ်မပြောတင်ဘူးမပြောနဲ့ပြောတင်တယ်မပြောတင်ဘူး तू သိတယ် तू ဒီလောက် blame ခံနေရတာ तू ပြောတင်တယ်ထင်လို့ तू ပြောချင်လို့ကိုပြောလိုက်တာအဲ့အတွက်အဲ့ပြောတဲ့အပေါ်မှာကိုရီးယားတော့မှန်တယ်လို့ပဲထင်တယ်ဒါပဲအဲ့တော့မှားတယ်ထင်တဲ့သူတွေလည်းကို့အမြင်နဲ့ကိုမှားတယ်ထင်မှာကျမကတော့မှားတယ်လို့မထင်ဘူးပေါ့နော်ပြောချင်တာကပွဲကင်းထဲမှာမီဒီယာတွေရှိနေတာဒါပါပဲ